ပါတယ်လာပါနေရဖြစ်ပါတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့တွေဒီလိုမျိုးနေရလေးကိုတင်းကြံတုံးကမရောက်ဘူးပေါ့နော်အခုမှကျွန်တော်ရောက်လာတာပေါ့နော်အဲဒီမှာရောက်လာတယ်ပေါ့နော်ရောက်လာတဲ့ခိုင်လေးမှာပေါ့နော်ရောက်လာတဲ့အချိန်လေးမှာပေါ့ဒီလိုမျိုးနော်အလားလေးကိုကြည်မြင်နဲ့နော်ဘူတူတားတွေကိုတွေးကြရတာပေါ့နော်ဘူတူတားတွေကိုတွေးရတာပေါ့နော်အလားတရားတွေကိုကြည်ရှုရင်းနဲ့ဘူတူတားတွေကိုမြင်တွေ့ရတာဖြစ်ပါတယ်ပေါ့နော်ဘူတူတာအလားလေးကိုကျွန်တော်တို့သိမယ်နော်ဟိုးဘက်မှာအကျွန်းမှာဆိုရင်နော်ဘုန်းကြီးကျောင်းရှိပါတယ်ပေါ့နော်အဲ့ဒီကျောင်းငယ်လေးမှာဆိုရင်မြတ်စွာဘုရားရဲ့ခြေတော်ရာရှိပါတယ်ပေါ့နော်အဲ့ဒီဟိုဘက်ကျောင်းမှာဆိုရင်ပေါ့နော်ကျွန်တော်တို့လေထွဲတဲ့ဆိုရင်ဒီနောက်ဘက်ထွဲသွားတာပေါ့ဒါရသည်ဥတုကဖြစ်ဖြစ်ချင်းနဲ့မိုးရသည်တွေရောက်လာမယ်ဆိုတော့ဖြစ်ဖြစ်ချင်းတော့ဥစားဖြစ်လာပြီပေါ့နော်ဒါမိုးတွေချိုက်ကြပြီးတော့ဒီပါမိုးတော့မရွာဘူးဒါပေမဲ့မိုးတိမ်နေတာဖြစ်နဲ့မောင်မိုက်နေတာပေါ့နော်ဒီမှာပေါ့နော်အေးအရန်လာတယ်ပေါ့နော်ဒီနေရာမှာဆိုရင်များသောဖြစ်ပေါ့နော်မင်္ဂလာဆောင်မဲ့ဇနီးမောင်နှံတွေများဆုံးဗီဒီယိုဓာတ်ပုံလာရိုက်ကြတာပေါ့နော်မှတ်တရအနေနဲ့ပြီးရင်ဒီကျွန်းဆွဲလေးဆိုရင်ပူကဲမျိုးရဲ့ထိမှန်ဖြစ်အဲ့ဒီကာထံပြကာနံပါတ်တွေမှာပေါ့နော်အဲ့ဒီအလားလုံးထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ပူကဲမျိုးကိုဝင်လာတာနဲ့ဒီနေရာကျွန်းဆွဲလေးကိုပေါ့နော်ဓာတ်ပုံကားချတွေလုံးထားတာပေါ့နော်ဒီနေရာဆိုရင်ပြောမစင်ဒီနေရာကပူကဲမျိုးမှာနာယီစင်တလဆော့နာယီစင်ပြီးရင်ဒီနေရာပေါ့ဒါထင်ကြရနယ်မြေဖြစ်ပါတယ်ပေါ့နော်ဒီနေရာတွေဒါထင်ကြရနယ်မြေဖြစ်တဲ့အတွက်ဒီမှာနိုင်ငံခြားသားအလေးကနေပြီးတော့ဒီနေရာတွေကိုမဖြစ်မနေလာပြီးတော့လာလေးလာကြတာပေါ့နော်မဖြစ်မနေလာလေးလာကြတာပေါ့ဘာလို့ထိုင်းလင်းကိုရောက်ရင်ပေါ့ဒီနေပူကဲမျိုးဒီနေရာကိုဥဆုံးလာခဲ့တာပေါ့နော်ဒီမှာကိုဆရာဒီမှာလေပူကဲမှာနိုင်စင်ရဲ့ဒီနေရာရဲ့နောက်မကြီးတာပေါ့နော်မြောက်သေးဘူးလားနင်းကနေဒီနေ့လဲစနေနေ့မလားနင်းကနေနေတာချေအဲ့မချစ်ကျင်သွားပြီးတော့လိုက်ပါလိုက်လို့ဒါမိုက်တယ်ကောင်းတော့လှဲလို့မရဘူးချစ်ကျင်မှရတယ်လမ်းလျှောက်စီလေးလာတာပေါ့ဒါဒီနေရာလေးဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ပူကဲမြို့မှာနောက်မကြီးနေရပေါ့နော်နောက်မရှိတဲ့နေရာပြီးရင်နာယီဝိုင်းနာယီစင်ရှိတဲ့နေရာဒီနေရာပေါ့နော်အဲ့ဒီနေရာပြီးရင်ပူကဲမျိုးဝင်လာတဲ့တရားပေါ့အဲ့ဒီနေရာတွေကိုဒီကထားပြီးတော့လာကြတာပေါ့နော်နိုင်ငံခြားခရီးသွားလေရတယ်ပြီးတော့နော်အဲ့ဒါကြောင့်ကျွန်တော်ကနေပြီးတော့ဒီမှာပေါ့နော်မင်္ဂလာဓာတ်ပုံလေးရိုက်ချင်တဲ့လူတွေလာရိုက်လို့ရတယ်ပေါ့နော်ရိုက်ပေးလို့ရတယ်လာချင်တဲ့လူလေးပို့ပေးလို့ရတယ်ပေါ့နော်ဒီနေရာကိုပေါ့နော်လာချင်တဲ့လူလေးပို့ပေးလို့ရတယ်ပေါ့နော်
ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ပေါ့နော်လာမယ်ဆိုရင်နော်လာမယ်ဆိုရင်ကြိုးပို့လုပ်ပေးလို့ရတာပေါ့နော်ဒီနေရာမှာပေါ့နော်မင်္ဂလာဆောင်တဲ့ဆရာမင်္ဂလာဆောင်ရင်ဒီနေရာမှာဓာတ်ပုံတွေပါလေမရိုက်ချင်ဘူးလားကောင်းပါကောင်းဒီနေရာဥချုံးလာရိုက်တဲ့ဓာတ်ပုံလေးဗီဒီယိုလေးလေမင်္ဂလာဆောင်ရင်ပေါ့နော်ဒီမှာသတို့သားမင်္ဂလာဆောင်ရင်ဒီနေရာမှာကျွန်တော်ဓာတ်ပုံလာရိုက်ပေးမယ်ကျွန်တော်ထန်တယ်လာနေပြီနော်ဖြစ်ချင်းနဲ့ဒီမှာများလာပြီပေါ့နော်ဆင်ပြေပဲလားအဲ့ဒီပါရတယ်ဘာဖြစ်နော်ဖြစ်ချင်းနဲ့ဒီမှာကြည့်လာနေပြီနေလူမပတ်တော့ကျွန်တော်ပြောမှာနေလုံးလာကြည့်တာကာသမားတွေကလူမမှာစိုးလို့ကြက်ကမှာဆိုတော့အုတ်ထုတ်တွေအပြားတွေစောက်ကတာတွေ့နေမှာကြည့်လို့ကြက်လာမှုတွေကြက်လာအဲ့ဒီချင်းပါလို့ကျွန်တော်ထုတ်လိုက်တာဒီမှာကာသမားတွေကနေပြီးတော့ဒီမှာဆိုရင်နော်ကာသမားတွေလူမကြောက်လို့သူအုတ်ထုတ်လေးနဲ့လုပ်ပေးတာပါနော်အုတ်ထုတ်လေးနဲ့ဒီမှာချင်းအဝေးကကြည့်ရင်ပေါ့နော်ရေကန်လို့ပေါ့နော်ဘူးလာမပြောနေဝေးညီမကြီးဟိုမှာအဲ့ကိုတယောက်လိုက်ပြောနေကိုကျိုးကျွန်တော်မောင်ရကိုကျိုးပန်းလေးတွေလာပန်းပေလေးတွေလည်းရှိတယ်ပေါ့နော်ဒီမှာပန်းလေးတွေလည်းရှိတယ်ပေါ့နော်ဒါရေကန်လို့ပဲပေါ့နော်ဒီမှာအပြောင်ရောင်ဆေးဆူထားတာပေါ့နော်ဒီနေရာမှာပြန်ရောက်ဆေးဆူထားတာပေါ့လာတဲ့နေရာတွေမြတ်ကြီးရှိတာပေါ့နော်ဒီမှာလာတဲ့နေရာတွေမြတ်ကြီးရှိတယ်ပေါ့နော်ဒီနေရာမှာအဲကြောင့်ပြောမစီပူကေမျိုးကိုလာလေရတဲ့မိတ်ဆွေတွေဆိုရင်ဒီနေရာကိုဥဆုံးလာကြတာပေါ့ဥဆုံးလာလေကြတာပေါ့ဥဆုံးလာလေကြတယ်ပြီးရင်နိုင်ဝိုင်းရှိတဲ့နေရာကိုလာတာပေါ့နော်သူပြင်ဖျားကြီးတောင်ရိုးဆိုရင်ပိတ်ထားတာပေါ့နော်ပိတ်ထားတယ်ပေါ့နော်အဲကြောင့်ဧည့်သည်ကတော့အချိန်မရေးဒီနေရာမှာလုံးဝမပြဘူးပေါ့နော်လာလေကြတာလူတွေရှိတာပေါ့နော်အဲကြောင့်မိတ်ဆွေတငယ်ချင်းတွေ no shoe နော်ချိန်တိုင်းမှာကျွန်တော်တို့တွေကနေပြီးတော့ကိုမိရဲ့ကိုပိုင်ချိန်ဒီနေရာမှာ approach လုပ်တယ်ကကျွန်တော် online ကပေါင်းနေတာဒီမှာကြည့်ပေါ့နော်လာတရားတွေဘယ်လောက်ထိရှိလဲဆိုတာကျွန်တော်တို့မြင်တဲ့အတိုင်းပဲပေါ့နော်ဒါနေလုံးကိုလာကြည့်တာဒါပေမဲ့ဒီနေတော့နေလုံးမမြင်ရဘူးပေါ့နော်နေလုံးမမြင်ရဘူးလူတွေပဲမြတ်ဆုံးမြင်ရတာနော်မျိုးလာပြီဒီမှာကြည့်ပေါ့နော်ရေတပ်ပုံတတာရှိတာပေါ့နော်ထိုင်းနိုင်ငံရဲ့ထင်ကြရနယ်မြေဖြစ်ပါတယ်ပေါ့နော်ဒါကတော့မင်းဘောစက်မင်းဘောပေါ့နော်ဒါလေးငါရှေ့တဲ့စက်မင်းဘောရဲ့အမည်
ဒါတော့229တဲ့ရေသိမ်ဘောရဲ့အမီ